စမှုပညာမထုံးကားသေးတဲ့ဒီဘက်ခင်မှာနီးပညာပိုင်းအတွက်စုံမတွေရဲ့အစွမ်းကအတုံးတက်လိမ့်မယ်ဆိုတော့ရိုလန်ကတွက်ဆမိထားပါလိအဲ့ဒါကြောင့်နောက်တစ်ရက်မှာစုံမလေးအန်နာကိုတကယ်မတတ်တော့ပေမဲ့မြို့သူမြို့သားတွေကိုအမှန်အတိုင်းပြောလို့မရသေးတာကြောင့်စုံမကွက်မြတ်ခြင်းကိုအတူလုပ်ပြီးအယုံသွင်းထားရပါလိရိုလန်ကဒီနယ်စမ်းမျိုးရဲ့10နှစ်တာအတွင်းသုံးစွဲမှုတွေကုန်ကြစရိတ်တွေနဲ့ဒီနယ်မျိုးမှာရှိတဲ့လူဦးရေစရင်အပြင်မြို့သူမြို့သားတွေရဲ့အလောက်အကန်တွေကိုစရင်ပြုစုပေးဖို့ဗရက်ကိုခိုင်းထားပါလိရိုလန်မှာမောင်နှမ၄ယောက်ရှိနေပြီးအဲ့ဒီ၄ယောက်လုံးကစီးပွားရေးမျိုးကုန်သွယ်ရေးမျိုးစီးပွားရေးအချက်အချာကြတဲ့မျိုးယဉ်ကျေးမှုအမွေအနှစ်မျိုးတော့စတဲ့မျိုးတော်ကြီးတွေကိုကြီးကြပ်အုပ်ချုပ်ခွင့်ရထားကြပြင်မဲ့ရိုလန်ကတော့အစိုးအပြည့်အစုံနေသန်းမျိုးလေးကိုပဲရရှိထားပါလိတော်ဝင်အမိန့်ကြောင့်သူတို့ဘရင်သားသမီးတွေကကိုရရှိထားတဲ့မျိုးမှာအောင်မြင်မှုရအောင်စူးစမ်းရှင်မြန်ကြရမှာဖြစ်ပြီးရိုလန်မှာတော့အနိုင်ရဖို့အခွင့်အရေးနေပါနေပါလိအဲ့ဒါကြောင့်ရိုလန်ကသူ့ခမဲ့တော်ရဲ့စိတ်ဝင်စားမှုရအောင်စူးစမ်းဖို့ကြံရွယ်ထားပါလိလူအများစုကဒီနိုင်ငံရဲ့အာဏာကိုဂရိကတ်တဲ့ရဲ့နန်းသက်ဖြစ်တဲ့ရိုလန်တို့ရဲ့ဝင်းဘက်တိုင်းမျိုးနွယ်တွေကသာပိုင်ဆိုင်ထားတဲ့ဆိုပြီးထင်နေကြပါလိတကယ်တော့ပုပ်ရဟန်းမင်းကြီးရဲ့ဗိတ်တိုက်ခြင်းကိုခံရသူကိုမှတရားဝင်ဘရင်အဖြစ်သတ်မှတ်ထားတာဖြစ်လို့နိုင်ငံရဲ့အဓိကအာဏာကိုရထားတာကဟာမစ်မျိုးမှာရှိတဲ့သာသနာပိုင်ဖရာကြောင့်ပဲဖြစ်ပါလိအဲ့ဒါကြောင့်သူတို့ဘရင်မျိုးနွယ်တွေဘယ်လောက်ပဲကြိုးစားနေပါသည်သူတို့ရဲ့ကြိုးစားမှုတွေကသာသနာပိုင်ဖရာကြောင့်ရဲ့လက်အောက်ကိုပဲရောက်သွားပါလိမ့်မယ်ရိုလန်ကတော့သူသာဖះเจ้าရဲ့ချုပ်ကိုင်မှုမရှိတဲ့နိုင်ငံတစ်ခုကိုတည်ထောင်နိုင်ရင်ဒီထီနန်းကအေကန်အမှန်သူ့ကိုယ်ပိုင်ဖြစ်လာမှာဆိုပြီးတွက်ဆထားပါလိလော်ဂီအုပ်ချုပ်ရေးတွေအပေါ်ဖះเจ้าရဲ့လွန်ခဲ့တဲ့ဆွဲဖက်မှုတွေကိုဘရက်ကလည်းစိတ်ပြက်နေပေမဲ့ဖះเจ้าကပြည်သူတွေရဲ့ထောက်ခံမှုကိုရရှိထားလို့အာဏာခိုင်မြဲနေပါလိပြည်သူတွေရဲ့ထောက်ခံမှုကဖះเจ้าရဲ့အလိမ်အညာတွေကနေဖြစ်ပေါ်လာတာဖြစ်လို့သူတို့ရဲ့လိန်စင်တွေကိုချပြရမယ်ဆိုပြီးရိုလန်ကပြောပါလိဖះเจ้าကစုံမတွေဟာမိစ္ဆာတွေရဲ့တမန်တော်တွေဆိုပြီးလိန်ညာထားတာကြောင့်ပြည်သူတွေကစုံမတွေကိုကြောက်ရွံ့မုန်းတီးနေကြတာဖြစ်ပါလိဘရက်ဟာလက်ထောက်ဘန်နာရေးမှုတရားအဖြစ်နန်းတော်အပေါ်တစ္ဆာရှိလာခဲ့တာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီရိုလန်ကသူသာတော်ဝင်အမိန့်တော်ကိုအနိုင်ရပြီးဘရင်ဖြစ်လာရင်ဘရက်ကိုဘရင်လက်ရုံတော်အဖြစ်ယာတူတိုးပေးမှာဖြစ်လို့သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုတန်ရမဝင်ဖို့ပြောလိုက်ပါလိဘရက်နဲ့စစ်တီချုပ်ခါတာတို့ကမင်းသားရိုလန်အရင်နဲ့မတူတော့ပဲပြောင်းလဲသွားတာကိုသတိထားမိနေကြပါလိရိုလန်ကစုံမလေးအန်နာကိုလည်းသူနဲ့ဒိုင်းတို့ညီများတဲ့ဆက်ဆံရေးပေးကအလောအကန်အခွင့်အလန်းတစ်ခုကန်လန်းထားပြီးလဆအနေနဲ့တလားကိုရွှေရင်းကားတပြားပေးဖို့စီစဉ်ထားပါလိတလားစာရွှေရင်းကားပြတပြားဆိုတာအန်နာရဲ့အဖေတနေ့လုံးအလုပ်လုပ်ပြီးရှာရင်တော့မရနိုင်တဲ့ပမာဏဖြစ်တာကြောင့်အန်နာလည်းသူ့ကိုဘာလုပ်လောက်ခိုင်းမှလဲဆိုတာစဉ်းစားမရဖြစ်နေပါလိအန်နာကသူလူသားခဲ့ရတော့ဘာလို့အပြစ်မပေးရလဲဆိုပြီးမေးကြည့်တော့ရိုလန်ကအန်နာဟာသူ့အဖေကိုကယ်တင်ခဲ့တာဖြစ်လို့ခုခံကာကွယ်မှုဆိုပြီးခွင့်လွှတ်ပေးထားကြောင်းပြောပြပါလိအန်နာကတော့ရိုလန်ခွင့်လွှတ်ရင်အောင်သူမဟာမိစ္ဆာတို့ရဲ့တမန်တော်ဆုံးမဆိုတဲ့အချက်ကိုဖျောက်ဖျက်ပြစ်လို့မရဘူးဆိုပြီးဝမ်းနေနေပါလိအဲ့အချိန်ရိုလန်ကဘေးနားကစစ်ထရက်ပန်းမွင့်တပွင့်ကိုခုပြီးအန်နာကိုပေးလိုက်တဲ့အခါအန်နာကဒီပန်းကိုသိပင်မဲ့ရိုလန်ကဒီပန်းမှာအစိတ်တွေရှိတယ်ဆိုပြီးလိန်ပြောလိုက်တော့အန်နာလည်းပန်းကိုလွတ်ချမိသွားပါလိစစ်ထရက်ပန်းလေးကစစ်ထရက်ပန်းလေးအတိုင်းပဲရှိနေတာဖြစ်ပြီးလိန်ညာမှုတစ်ခုကြောင့်ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲသွားတဲ့ဆိုတော့ရိုလန်ကပြသပေးလိုက်တာပါရိုလန်ကစုံမတွေကိုစစ်ထရက်ပန်းလေးနဲ့ခိုင်းနိုင်ပြပြီးစုံမတွေကိုမိစ္ဆာတွေအဖြစ်သတ်မှတ်ထားတာကလူတွေရဲ့အယူအဆဖြစ်လို့အဲ့ဒီအယူအဆတွေကိုပြောင်းလဲပြနိုင်ကြောင်းထပ်ပြောပါလိစုံအစွမ်းရဲ့ကြောက်စရာကောင်းမှုတွေကိုကြုံတွေ့ခဲ့ရတဲ့အန်နာကတော့သူမဟာသူ့အနာကလူတွေကိုဒုက္ခပေးမိခဲ့တာကြောင့်သူ့ကိုချက်ချင်းကွက်မြလိုက်ဖို့ပဲပြောပါလိနိုလန်ကတော့တေဆုံးခြင်းဟာအန်နာရဲ့ရွေးချယ်မှုဆိုရင်သူ့အဖေရဲ့စုံမတွေအပေါ်ထားတဲ့အမြင်တွေပြောင်းလဲသွားမှာမဟုတ်သလိုအန်နာရဲ့ဆုံးရှုံးခဲ့ရတဲ့အရာတွေကိုလည်းပြန်ရလာမှာမဟုတ်ဘူးလို့ပြောပြပါလိနောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ရိုလန်နဲ့အန်နာတို့တွေပူးပေါင်းပြီးစုံမတွေအားလုံးလွတ်လပ်စွာနေထိုင်နိုင်မဲ့ကမ္ဘာအသစ်တစ်ခုကိုဖန်တီးကြမယ်လို့ပြောပါလိအဲ့ဒီကဘာမှာဆိုရင်အန်နာအတွက်ဆုံးအဆွမ်းကိုပိုင်ဆိုင်ထားရလို့ဘသူ့ကိုမှကြောက်ရွံ့စေရမလို့ပဲလွတ်လပ်စွာနေထိုင်နိုင်မှာဖြစ်ပါလိအန်နာကလည်းသူမရဲ့အရင်တုန်းကနေစဉ်ဘဝကိုလွမ်းဆွမိနေပြီးပမောက္ခခါလို့မျိုးကလေးတွေကိုစာသင်ပေးခြင်းတယ်လို့ပြောပါလိအဲ့လိုနဲ့အန်နာကမင်းသားရိုလန်ရဲ့ကန့်လန့်ချက်ကိုလက်ခံလိုက်ပြီးနောက်ရိုလန်ကအန်နာအတွက်လေ့ကျင့်ရေးကွင်းတစ်ခုစီစဉ်ပေးထားကအန်နာကသူ့ရဲ့အစွမ်းကိုကြွညင့်စွာအသုံးပြုတတ်အောင်လေ့ကျင့်ရပါလိအန်နာသူအစွမ်းကိုလေ့ကျင့်နေချိန်မှာရိုလန်ကတော့နေဆန်းမြို့လေးရဲ့10နှစ်တာဆင်းရဲစရာတွေကိုစစ်ဆေးကြည့်နေခဲ့ပါလိအမည်မသိရသေးတဲ့တစုံတစ်ယောက်ကလည်းစာလိပ်တစ်ခုကိုခိုးတကောင်နဲ့ထည့်ပေးလိုက်ပါလိ